အပိုင်းလေးစိတ်ကျွင်းအနောက်တိုင်းစက်ကြဝဠာနုတဲ့ကျွန်တော်သွားပြီကြော်ဝိုင်းလက်တွေကန်းကနေလက်တွေကန်းရှိကနေပြီးထွက်သွားတယ်နုတဲ့လည်းတနုံရင်နဲ့ကြံနေခဲ့တယ်အောက်ကိုငုံကြည့်လိုက်တော့ចောင်းသားတွေကိုဟိုပြေးတီလွာချင်းတွေရှုပ်ထွေးနေပုံရတယ်အင်ဂျီဖြူလက်ရှင်နဲ့ကချင်မစိုးနဲ့ခတ်တုတ်ပြေးနေတဲ့ကြော်ဝိုင်းမြင်ကွင်းသေးသေးလေးကိုခက်ဝေးဝေးမှတွေ့နေရတယ်အာစီလို့ခေါ်တဲ့လက်ဖေးလူငယ်လက်ဖေးတိုင်ဘက်ကိုဦးတည်နေတာနုတဲ့တေချာကြီးရင်ကြော်ဝိုင်းမြင်ကွင်းပြောက်သွားတယ်တငယ်ချင်းတို့ကိုဖိုးမော်ဟာစစ်ရဲတွေလက်ချက်နဲ့စားတဲ့စကားကိုအစချီလို့လူငယ်လက်ဖေးအတိုင်းပေးတစ်ပင်ကြီးအောက်ကကြောက်ခုံနှမ်းပေါ်မှာကျောင်းသားတစ်ယောက်တရားဟောနေတယ်။မျက်နှာမှာပဝါပြူစည်းထားပေမဲ့ပါဝါမျက်မှန်ကြီးကထင်းနေတယ်။လက်စကစပုတ်ရှက်ကချင်းလုံးကြီးချင်းလွယ်ကိုဝှက်ဆင်ထားတယ်။ကြော်ဝိုင်းဟာအဲ့ဒီတရားဟောတဲ့လူငယ်ရဲ့အနားကိုရောက်သွားပြီးထောက်ခံစကားတွေပြောပြနေတယ်။လူအုပ်ကြီးကများလာတယ်။ကျောင်းသားတွေလမ်းတွင်ပါတီကိုအားခံကုန်ကြပြီ။73ရက်3လ88ညဘက်မှာစမှုတက္ကသိုလ်ကျောင်းသားကိုဖုံးမော်ကိုလုံနှင်းတဲ့ဘွဲကတနက်နဲ့ပြစ်တက်လိုက်တယ်။ကိုစုနိုင်လည်းဒဏ်ရာနဲ့သေခဲ့ရတယ်။14ရက်3လ88မှာစမှုတက္ကသိုလ်ကျောင်းသားတွေကကန့်ကွက်ဆန္ဒပြတယ်။တရားမဲ့တပ်ဖြတ်မှုကိုအရေးယူပေးဖို့တောင်းဆိုကြတယ်။15ရက်3လ88မှာစမှုတက္ကသိုလ်ကျောင်းသားတွေကိုဖမ်းတော့တယ်။ကြော်ဝိုင်းပါဝင်ရန်ကုန်ဝိဇ္ဇာသိပ္ပံပေမတက္ကသိုလ်ကျောင်းသား45ယောက်ဟာစမှုတက္ကသိုလ်ကိုကူညီဖို့တွားခဲ့ပေမဲ့ဝင်ခွင့်မရအောင်လုံခြုံရေးတွေကတားဆီးခဲ့တယ်။16ရက်3လ88မိနစ်12နာရီခွဲမှာတော့ပေမတက္ကသိုလ်ရဲ့ကန့်ကွက်ဆန္ဒပြပွဲတွေစခဲ့တယ်။ကျောင်းဝင်းတစ်ခုလုံးပတ်ပြီးအော်ဟစ်ဆန္ဒပြကြတယ်။ဝန်ထင်းသပင်ခမ်းမရှိမှစုဝေးထိုင်ကြပြီးတရားဟောပွဲတွေလုပ်တယ်။ဦးနေဝင်းနဲ့လမ်းစဉ်ပါတီကိုရှုတ်ချကြတယ်။မွန်လွယ်2နာရီလောက်မှာတော့ဆရာဘာတန်းဟက်မြန်မာသားပမောက္ခနဲ့ဒုပါချုပ်ရောက်လာပြီးကျောင်းပြင်ကိုမထွက်ကြဖို့မြေတာရက်ခတ်တယ်။ပြောကမှဘလို့ဖြစ်သွားလဲမသိဘူး။စီပွားရေးတက္ကသိုလ်တကားကနေပြည်လမ်းပေါ်ကိုတက်ပြီးဆန္ဒပြကြတော့တယ်။ကျောင်းသား2000လောက်ပါတယ်။စပူရှာနဲ့ဂျင်းပေါင်းပြီဗျာ။ခမောက်ထုတ်ဆောင်ထားတဲ့ကျောင်းသားတယောက်ဦးဆောင်တယ်။စီစဉ်ကတော့ RC2 လို့ခေါ်တဲ့ရန်ကုန်တက္ကသိုလ်လှိုင်နယ်မြေကိုသွားမယ်။အဲဒီကတစဉ်စက်မှုတက္ကသိုလ်ကိုချီတက်မယ်ပေါ့။ထူးထူးခြားခြားစစ်ဝတ်စုံနဲ့တက္ကသိုလ်ရန်တရင်ကလူတယောက်တက္ကသိုလ်ကျောင်းသားပါပဲပါလာတယ်။ကြော်ဝိုင်းကအစာအုပ်တွေကိုမပြတ်စည်းဖို့ကားတွေကိုခဲနဲ့မထုဖို့အော်ဟေးရင်အဲ့ဒီယူနီဖောင်းနဲ့လူစီကိုသွားတယ်။ဟဲ့တငယ်ချင်းအပေါ်အင်းကြီးချွတ်ထားရင်ကောင်းမယ်ယူနီဖောင်းပြည့်နေဆိုတော့ကြည့်ရတာအသိမကောင်းဘူးလူငယ်ကလည်းလွတ်လွတ်လပ်လပ်နဲ့အပေါ်အင်းကြီးကိုချွတ်လိုက်တယ်အဲ့ဒီမှာတင်သူ့ရဲ့အတွင်းငံစုကျဲညီရဲရဲကိုចောင်းသားတစ်ယောက်ကမျက်စိကျသွားတယ်နောက်တစ်ယောက်ကလည်းအလံလုံးရင်ကောင်းမယ်ဆိုပြီးလမ်းတစ်ဖက်စီးပွားရေးတက္ကသိုလ်နဲ့မျက်နှာချင်းဆိုင်ကလက်ဖေးဆိုင်မြမြတာရဲ့ချန်စီယိုဝါလန်ကြီးတစ်ခုတွားဖြုတ်လာတယ်အလံလုံးချင်တဲ့ចောင်းသားကအရန်တရင်ចောင်းသားရဲ့စုကျဲကိုချုပ်ခိုင်းတယ်ဝါလန်ထိန်မှာကြည်လိုက်တယ်ဒါအလံပဲဘယ်ကပါလာမှန်းမသိတဲ့လေးဘင်းကားတစ်စီးပေါ်အလံကိုစိုက်ထူလိုက်သေးတယ်အရင်တရင်ចောင်းသားကတော့အပေါ်ပိုင်းပလာဖြစ်နေရှာတယ်ဒါပေမဲ့သူတော်တော်တက်ကြွတယ်အဲ့ဒီအလံကိုသူပဲကင်မရစေလို့တောင်းဆိုတော့သူ့ကိုပြန်ပေးလိုက်တယ်စစ်ကြောင်းကြီးတရားဖြူကိုရောက်ပါပြီအင်အားကံပေါင်းအဆုံးလောက်ကနေသူ့စူးကြိုးပွေတွေချပြီးပြီလမ်းဖြတ်ပိတ်ထားတဲ့တပ်မတော်သားတွေကိုထိတ်တိုက်တွေ့ရပါပြီကန်လန်းထိန်သားမှာခါပြစ်နေတဲ့စစ်ကြောင်းကိုပြန်ဆက်နိုင်ဖို့ကြော်ဝိုင်းကြိုးစားနေတယ်လမ်းမီမှာအားပေးနေတဲ့ပြည်သူတွေကိုចောင်းသားတချို့ကတရားဟောနေပါတယ်စစ်ကြောင်းထိန်မှာចောင်းသားတွေကတော့လမ်းဖွင့်ပေးဖို့စစ်ရာကြီးတွေနဲ့ဆွေးနွေးနေတယ်ကဘာမကြီးဗမာပြည်တချင်းနဲ့ရဲရဲတောက်တို့ဗမာတွေတချင်းကိုတီဆိုရင်းတိုက်ပွဲဝင်ကြတယ်တချင်းလေးကောက်စီဆိုပြီးမှចောင်းသားတချို့ကလာကုန်ပြီလို့អော်နေတယ်ဟုတ်ပါရဲ့စစ်ကြောင်းနောက်ပတ်ဝင်လာတာမြေရိုးဘုံခွဲဖို့ကားပြကြီးတစ်စီးနဲ့အဲ့နောက်ကလုံထိန်ပြစ်တင်ထားတဲ့ကားနှစ်စီးတို့ဟာចောင်းသားတွေကြားတဲ့အတင်းမောင်းဝင်လာတယ်ကြော်ဝိုင်းနဲ့အင်းရကံမောင်ဘော်ကိုတက်ပြေးတယ်ညီစရာမင်းကလေးယောက်ျားလူတွေကိုကံမောင်တိုင်းပြေးဖို့အော်ဟစ်နေမိတယ်အုတ်ထုံနီဒိုင်းနီဒုံနီကာကီရောင်ဝိစုံနဲ့လုံလိန်တွေဟာခရတန်တွေပေးရင်စနစ်တကျနေရယူနေကြတယ်ချီဆိုတဲ့ခရတန်ရှည်ကြီးပေးလိုက်တော့ကြားဆိုတဲ့အတန်တွေနဲ့အတူចောင်းသားတွေကိုရဲရဲဆက်ဆက်တိုက်ခိုက်တော့တယ်ကံမောင်ဘော်ကိုတဟုန်လို့ပြည့်တက်လာတဲ့လုံနှင်းတအုပ်ကံမောင်တိုင်းပြေးလာတဲ့ကြော်ဝိုင်းတို့ចောင်းသားအုပ်တွေ့ကြတော့မလားရုတ်တရက်ဆိုလိုကံမောင်ထိမတက်တော့ပဲလုံနှင်းတွေကဒဇစီပြန့်ထွက်လာတဲ့ចောင်းသားတွေကိုရဲရဲဆက်ဆက်လိုက်ရိုက်နေတယ်ဒီမြင်ကွင်းတွေဟာပထမဆုံးကြေကွဲစရာအတွေ့အကြုံပါကြော်ဝိုင်းဘာလို့မလဲစပြေးမလားရိုက်ခံမလားတရေဘောကြောင်နေပြီလားဘာမှဝေခွဲလို့မရဘူးဝန်းနေဒေါသတွေကြောင့်မျက်ရည်တွေသာစီးစက်လာတယ်အန်ကိုကြိတ်ပြီးပြေးလွတ်အောင်ပြေးမင်းတို့အချိန်တစ်ခုရောက်လာမယ်ရဲဘော်တို့မလ73ရက်ပူဖုံးမော်တည်ဆုံးမှုဟာစစ်ရဲလုံရင်းတွေရဲ့လက်ချက်ဖြစ်ကြောင်းကျုပ်တို့ចောင်းသားတို့သိခဲ့ရတယ်14ရက်နဲ့15ရက်မှာအာရင်ចောင်းသားမြောက်များဖမ်းခံခဲ့ရတယ်ဒုံနဲ့ကောင်းတဲ့ထီတဲ့တန်တွေအော်ဟီပြေလော့တန်တွေနဲ့အတူတွေးကျုပ်တို့ចောင်းသားတွေရဲ့သွေးတွေရဲရဲနေခဲ့ရတယ်
ဒါကြောင့်ထာဝရမမေ့နိုင်တဲ့ဟောဒီနေရာကိုသဒ္ဓါနီကျုပ်တို့ကျောင်းသားတွေရဲ့လှုပ်ရှားမှုဝိညာဉ်တွေကိုမြင်တိုင်းသဒ္ဓါနီကိုသတိရကြပါသဒ္ဓါနီကိုသတိရတိုင်းကျောင်းသားရဲဘော်တွေရဲ့တောင်းဆိုချက်တွေကိုရအောင်တိုက်ကြပါကျော်ဝိုင်းရဲ့မင်းကုန်းဆုံးမှာတော့မျက်ရည်တွေကျရင်လက်ခုပ်တီးနေတဲ့အကြောင်းကပြည်သက်ကြီးကိုတွေ့နေရတယ်အင်ရကံမောင်ကြီးနဲ့သဒ္ဓါနီတစ်လျှောက်မှာအလံတွေလွင့်ပြန်ခမ်းနားနေတယ်ကံမောင်အောက်ပြည်လမ်းမကြီးမှာပြည်သက်ကတောင်းနဲ့ချီနေတယ်အခမ်းအနားမှုကိုချစ်ဝေကငိုတန်တွေရောပြီးအစီအစဉ်ကိုကျင်းညာနေတယ်ကျော်ဝိုင်းကရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂခေါင်းဆောင်တဦးဖြစ်နေပြီးရှစ်လေးလုံးအရေးတော်ပုံကြီးဖန်တီးနိုင်ငံချင်းရဲ့ရလက်တစ်ခုအနေနဲ့16ရက်9လ88မှာသဒ္ဓါနီ6လပြည့်အခမ်းအနားကျင်းပနိုင်ခဲ့တယ်သဒ္ဓါနီဆိုင်မှုတင်ပွဲအခမ်းအနားလို့လည်းခေါ်တယ်ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့သဒ္ဓါနီကြော်ညာစာတမ်းကိုကျော်ဝိုင်းရဲ့အကူကြီးကဖတ်ကြားနေတယ်ပြီးတော့အဖွဲ့ကြီးတီတီကပေးပို့တဲ့တဝင်းတော်တွေကိုဇက်တိုက်ဖတ်တန်ကြားနေရတယ်ကံမောင်ကြီးဘော်ကနေကျော်ဝိုင်းအောက်ကိုလှမ်းကြည့်လိုက်တော့လက်ခုပ်တီးနေသူတွေခွတ်တောင်းလံကိုဝှေ့ရမ်းအားပေးနေသူတွေဗီဒီယိုမှတ်တမ်းရိုက်သူတွေနဲ့တက်ကြွရှင်လန်းစရာပါလွန်ခဲ့တဲ့6လကဒီနေရာမှာငရဲပွက်ခဲ့တယ်ကျော်ဝိုင်းရဲ့အတိုက်ခံနိုင်ငံရေးဘဝစခဲ့တယ်နာကျင်မှုတွေရခဲ့တယ်အခုတော့ဝမ်းသာတယ်လို့ပီတိတွေနဲ့မျက်ရည်ကျမိတယ်သဒ္ဓါနီဆိုတဲ့စိုင်းဘုတ်ကိုထူထောင်နိုင်ခဲ့တယ်ဒီအခြေအနေတွေခိုင်မြဲဖို့လိုတယ်ရုံငန်ခဲ့ရတဲ့ကျောင်းသားပြည်သူရဟန်းတွေရဲ့ဘဝတွေအသက်တွေနဲမှမနေပဲမဝေးသေးတဲ့အတိတ်ကိုပြန်ကြည့်တော့မလာကျောင်းသားတွေပဲပြီးကျော်ဝိုင်းနယ်ဘက်ကိုထွက်ပြေးခဲ့တယ်ကျော်ဝိုင်းဖခင်ကသက်ဆိုင်ရာတွေနဲ့ဖြည့်ရှင်းလိုက်တဲ့အတွက်ဖမ်းဆီးတာမခံခဲ့ရဘူးကျောင်းသားရပေါင်းများစွာကိုအင်းစိန်ထောင်ထဲမှာဖမ်းနေခဲ့တယ်19ရက်3လ88ရက်နေ့မှာမိမတက်ကလေးတပိတ်တိုက်ပွဲဆက်ခဲ့လေတော့လုံရင်းတက်ကဝင်မှန်းပစ်လိုက်တာပါကျော်ဝိုင်းကလွတ်မြောက်သွားတယ်ငါရဲ့အကြာကျောင်းသားတွေကိုစီစွပ်ပြီးပြန်လွှတ်ပေးတယ်အဒီကကြတဲ့ကျောင်းသား141ယောက်ကိုဆက်ဖမ်းထားတယ်မင်္ဂလေး3ယောက်ပါဝင်တယ်ဂျာကြီးပိတ်ထားတဲ့အကြောင်းကိုမက်လာ31ရက်မှာပြန်ဖွင့်တယ်ဂျွန်လာထဲမှာတပိတ်ပြန်ဆနိုင်မှုကျောင်းသားတွေကကြိုးစားတယ်အောင်မြင်သွားပါတယ်19ရက်6လ88မှာအဓိပတိလမ်းမကြီးပေါ်ဆင်ထိုးပြီးတပိတ်တိုက်ပွဲတရားပွဲတွေစခဲ့တယ်မောင်ကျော်နဲ့မိုးသီးစုံတို့လိုကျောင်းသားကောင်းဆောင်တွေပေါ်ထွက်လာတယ်ကျော်ဝိုင်းကလည်းအမိမဖော်သူတယောက်အနေနဲ့ဥဆောင်တရားဟောခဲ့တယ်တပိတ်ကစနေတနင်္ဂနွေခံနေတော့တနင်္လာနေ့ကိုရွှေ့ရတယ်20ရက်6လ88ညမှာပဲကျောင်းကိုအကန့်အသတ်မရှိပိတ်လိုက်ကြောင်းရေဒီယိုကကြေညာတယ်21ရက်6လ88မှာမြင်းဒီကုန်းရေးပေါ်တော်ပုံကြီးဖြစ်တယ်ဒီပွဲဟာရှစ်လေးလုံးရေးတော်ပုံမလွဲမသွေဖြစ်မယ်လို့နမိတ်ပြလိုက်တာပဲတက္ကသိုလ်ကျောင်းသားတွေအားထကကျောင်းသားတွေရဟန်းနယ်ပြည်သူတွေအစုံပါဝင်လာကြတယ်ဒေါ်လာထွက်နေတဲ့လူအုပ်ကြီးလက်ချက်နဲ့ရဲသား6ယောက်သေဆုံးသွားတယ်ကျော်ဝိုင်းတို့လိုမြေရောက်ကျောင်းသားတွေဟာညီစရာကျောင်းတငယ်ချင်းတွေနဲ့အဖွဲ့အစည်းလေးတွေဖွဲ့ထားကြပြီးရှစ်လေးလုံးကိုဖြစ်အောင်လုပ်ကြတော့မယ်ဖြစ်လဲဖြစ်ခဲ့ပါတယ်လူထုရဲ့ခံစားချက်ကမနေမတော့ဘူးတပိတ်ဆုံးအုံကြွားတဲ့ဒီမိုကရေစီတိုက်ပွဲပါအပြည့်တက်ကလည်းရက်ဆက်လွန်နေလူနာပြူဆရာမလေးတွေကိုစေယုံဝင်နေမှာတွင်ပြစ်တက်လိုက်တယ်စနေရက်8လ88မှာလူသက်တမရကြီးဦးစိန်မင်းကိုတမရရာထူးကဖယ်ရှားပြီးပျော်ပြောင်းဟန်ရှိတဲ့ဒေါက်တာမောင်မောင်ကိုတမရတင်လာတယ်လူထုကလည်းတပိတ်ကိုအချိန်ပြန်ယူနေရတယ်22ရက်8လ88မှာတော့ရှင်းနေတွေနဲ့ကျောင်းသားတွေဥဆောင်ပြီးအထူးတပိတ်ကိုပြန်စားကြတယ်ဥပဒေရဝန်ထမ်းတွေတပိတ်မှခွင့်ရှိကြောင်းရှင်းနေများကောင်စီကကြေညာချက်ထုတ်ပြီးအထူးတပိတ်ကိုဖိတ်ခေါ်ခဲ့တာဖြစ်တယ်အောင်မြင်မှုရှိပါတယ်အဲဒီနေ့မှာပဲကျော်ဝိုင်းတို့ကရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုရန်ကုန်တက္ကသိုလ်လိုက်နေမီမှာတရားဝင်ဖွဲ့စည်းလုပ်ကိုင်တော်မယ်လို့ကြေညာခဲ့တယ်တခြားအုပ်စုတွေထဲမှာတော့မင်းကိုနိုင်ဆိုတဲ့ကျောင်းသားကောင်းဆောင်ဟာလူကြိုက်တော်များနေတယ်ကျော်ဝိုင်းလည်းဝမ်းသာအားတက်ဖြစ်ရတယ်မင်းကိုနိုင်နဲ့အမေရိကန်တန်ရုံးရှိမှာတွေ့ဆုံပြီးတရားတူဟောခဲ့ကြတယ်လိုက်နေမျိုးကိုဖိတ်ခေါ်ကြောင်းပြောခဲ့တယ်ကျော်ဝိုင်းလူမျိုးကိုအပြည့်အဝထောက်ပံ့နေသူတွေကတော့ကျော်ဝိုင်းရဲ့အကိုကြီးမျိုးမင်းရုပ်ခဗေဒတတိယနှစ်ပထမနှစ်ကြာသွားလို့ကျော်ဝိုင်းနဲ့အတန်းတူသွားတယ်ပြီးတော့သူ့ရဲ့တငယ်ချင်းအောင်ခင်ပြီးတော့ကျော်ဝိုင်းရဲ့တငယ်ချင်းဗကျော်ဝေလင်းတို့ဖြစ်တယ်တဲ့ကျော်ဝိုင်းတို့တိုင်တက္ကသိုလ်ကိုတင်လိုက်ပြီကျောင်းကြီးဦးကောင်းညွန့်ကရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဟာတမိုင်းဝင်ညောင်းအားပေးတယ်26ရက်8လ88ဒေါန်ဆန်းစုကြည်ရဲ့ရွှေဒဂုံနောက်ဘက်မုတ်တရားပွဲကပြန်ကျော်ဝိုင်းတို့စစ်ကြောင်းဟာရန်ကုန်ပင်မတက္ကသိုလ်ကိုဝင်သိမ်းမှုကြိုးစားပါတယ်26ရက်8လ88ညနေပိုင်းမှာတော့ပင်မတက္ကသိုလ်မြခင်းမြေရခင်ဖြိုချခံခဲ့ရသောကျောင်းသားသမဂ္ဂအဆောက်အဦနေရာကိုသိမ်းမိပါတယ်ဘူအောင်ကျော်အုပ်ကူနဲ့မြခင်းမြင့်ကိုရှင်းလင်းပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂရဲ့ဦးဆောင်ကော်မတီဝင်12ဦးအစည်းအဝေးကိုလုပ်ပါတယ်မန္တလေးဆောင်မှာအမြဲတမ်းရုံးခန်းဖွင့်ပြီးရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်တွေကိုကျောင်းသားကလူတွေနဲ့တကွစနစ်တကျလက်ခံပါတယ်မြို့နယ်လိုက်သမဂ္ဂရုံးတွေဖွင့်ပါတယ်အစကလေးကမှားယွင်းချက်တစ်ခုကိုမှတ်တမ်းနေနေတယ်ရခင်ခေတ်တွေကရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုတက္ကတာလို့အတူကောက်ခေါ်ခဲ့တယ်ကျော်ဝိုင်းတို့ကရကတာလို့အတူကောက်ခေါ်တယ်
တကယ်တော့အရင်ခေတ်ကရကတဆိုတာရန်ကုန်ခရိုင်ကျောင်းသားများသမဂ္ဂကိုခေါ်တာပါဒါပေမဲ့88ခုနှစ်ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂကိုတော့ရကတလို့ကျောင်းသားတွေကနှုတ်ကြိုးသွားပါပြီ။ကြီးညာကြမှန်သမျှရကတမှုလို့ရကတနဲ့ပဲဆက်ပြီးမှတ်တမ်းတင်ပေးရသေး။28ရက်8လ88မှာဘာကတကိုတရားဝင်ဖွဲ့ပါတယ်။ကျော်ဝိုင်းတို့ကိုယ်တိုင်ပဲမြခင်းမြေမှာကူညီအားပေးခဲ့ပါတယ်။29ရက်8လ88မကတမြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂပြန်လည်ဖွဲ့စည်းရေးကော်မတီကိုတရားဝင်ကြီးညာပါတယ်။မန္တလေးဆောင်မှာပဲနေရာလာယူပါတယ်။မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်ဘာကတနဲ့မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများပြန်လည်ဖွဲ့စည်းရေးကော်မတီမကတတို့ကြားမှာကွဲလွဲမှုတွေဖြစ်ပေါ်လာတဲ့အတွက်ကျော်ဝိုင်းတို့ရကတကဂျားနေရေးဆုံးဖြတ်ခဲ့ပါတယ်။တနိုင်ငံလုံးကတော့ဂျားပြတ်အစိုးရတစ်ခုပေါ်ပေါက်ရေးတောင်းဆိုနေကြပါတယ်။မန္တလေးဆောင်အောက်ထပ်ခန်းကြီးတစ်ခုမှာရကတကောင်းဆောင်တွေစီဝေးနေကြတယ်။ဂျားပြတ်အစိုးရဖွဲ့စည်းရေးအခြေအနေရရက်ကိုကျော်ဝိုင်းနဲ့တန်းဝင်းကစတင်ရှင်းပြတယ်။ပထမဆုံးပြောသူကကျော်ဝိုင်းမှာ73ရက်9လ88မှာစစ်တပ်ကသမဂ္ဂကဖိတ်လို့ငါတို့သွားခဲ့တယ်ဒိုစီကကိုယ်စားလှယ်လောင်း9ယောက်ပေးရတယ်ဒီနိုင်ငံလုံးကိုကိုစားပြုတဲ့ကော်မတီတရက်ကိုဖွဲ့နိုင်တယ်ဆိုရမှာပေါ့မန္တလေးကျောင်းသားတွေနဲ့အထက်ဘက်မှပြီးကိုယ်စားလှယ်တွေပါတယ်ချုပ်ပြောရရင်119ဦးကော်မတီဖွဲ့တယ်ပေါ့ကွာဒါမင်းတို့သိပြီးသားပဲဒီကော်မတီတောင်ဝင်ကကြားဖြတ်အစိုးရဖွဲ့စည်းပေးဖို့အစည်းအဝေးကောင်းစဉ်ကဘာလဲကွာဘလက်ပုံမှာရေးထားတာကျော်ဝိုင်းကတိကျအောင်မှတ်တမ်းစာကိုဖွင့်လိုက်တယ်ဟုတ်ပြီကြားဖြတ်အစိုးရဖွဲ့စည်းရေးအတွက်ကြိုတင်ညှိနှိုင်းစည်းဝေးတဲ့စီဝေးစာမှာပဲငါကပြောတယ်ကျွန်တော်တို့ဂျားပြတ်အစိုးရဖွဲ့မယ်ဆိုရင်9ရက်9လ88ကဖွဲ့စည်းထားတဲ့ဥနုအစိုးရကိုအရင်ထည့်စဉ်းစားရမယ်ကျွန်တော်ကိုဥနုလူလို့တော့မထင်လိုက်လေနဲ့လူအဲ့လိုပြောတာလို့ငါကပြောတော့ထိုင်မှာအစင်ပြေသွားမှာပါညာနဲ့ဝိုင်းပြောကြတယ်ငါလည်းစိတ်လျှော့လိုက်တယ်ပုဂ္ဂိုလ်ရေးတွေပါတယ်14ရက်9လ88မှာတော့နုအောင်စုတင်ဘူရန်နိုင်နုဥနုအောင်ဥအောင်ကြီးစုဒေါ်ဆန်းစုကြီးတင်ဥဘူရန်နိုင်တို့ကိုဖိတ်ပြီးဂျားပြတ်အစိုးရဖွဲ့ပေးဖို့တောင်းခံကြတယ်ဥဝံကိုခေါ်ဆိုတဲ့လူကြီးတယောက်ရောက်လာသေးတယ်သူနဲ့တော့ဘာမှမပတ်သက်ပါဘူးဒေါ်စုဦးတင်ဦးအောင်ကြီးတို့ကစဉ်းစားလို့တဲ့သဘောရှိတယ်ဂျတိပြက်အပြင်းမရဘူးဦးနုကတော့သူဖွဲ့ထားတဲ့ဆိုရနဲ့တိုင်မင်အောင်မယ်သူလည်းသိမသေးကြဘူးဘိုးရနိုင်တယောက်ပဲပြတ်တယ်သူဘဝကိုចောင်းသားတွေလက်ထဲအပ်တယ်လို့ပြောတယ်ကျော်ဝိုင်းကတန်းဝင်းမလဲပြီးမေးဆက်ပြတယ်တန်းဝင်းကပါဝါမရှိတဲ့မျက်မှန်ကိုအသာဆွဲချိုးရင်စတင်တယ်အစည်းအဝေးမှာတော့48နာရီအတွင်းအကြောင်းပြန်မှုလူကြီး9ယောက်ကြီး9ကြီးကိုတောင်းခံထားတယ်119ကော်မတီထဲမှာပါတဲ့ចောင်းသားတွေလည်းဒီကြားကာလမှာလူကြီးတွေပေါင်းလို့ဖို့ညီမျိုးစုံစီယုံကြတာပေါ့ဒါပေမဲ့တိတ်အဆင်မပြေဘူးဒါကြောင့်ကျော်ဝိုင်းရဲ့9ရဲ့တိုင်မင်းပြီးတရားလီဆိုင်မှုတင်ပြီးတာနဲ့ဒီစည်းဝေးကိုခေါ်ဖို့လုပ်ခဲ့တာပဲကျော်ဝိုင်းစီမှာနောက်ဆုံးချိန်လေးရှိတယ်ဆက်ပြောလိုက်မယ်အားလုံးကစိတ်ဝင်စားနဲ့ခေါင်းတွေရှေ့ကိုစိုက်လာတယ်ကျော်ဝိုင်းကလေးသားမမှန်နဲ့ပြောတယ်တို့ကံမောင်မှာရှိနေတော့ဦးနုစီကကိုယ်တည်းတယောက်လာတယ်စကားတူလေးပဲပြောတယ်ဘဘနုကမှားလိုက်တယ်သူတို့ရှိကဦးဆောင်ပါဘဘနောက်ကလိုက်မယ်မဟုတ်ရင်ဘဘရှိကဦးဆောင်မယ်သူတို့နောက်ကလိုက်ပါသူ့စကားကထားပါပဲ119ကော်မတီစည်းဝေးက18ရက်9လ88မှာလုပ်မယ်မင်းတို့သဘောထားတွေသိကျင်တယ်ကျော်ဝိုင်းစကားဆုံးမှာကျော်ဝိုင်းကိုမျိုးမင်းကစဆွေးနေတယ်ငါတို့ကငကိုသဘောထားပေးုံမဲ့လေကွာမင်းတို့အားလုံးသိပြီးသားပဲဩစတြေးလျတန်တာဝန်ခံပြောတဲ့စကားလေကွာသူစကားဟာအနောက်နိုင်ငံအားလုံးရဲ့စကားလို့ပြောရင်ရတယ်သူတို့သဘောထားမှာစင်မြိုင်ဆိုရထူထောင်ရင်ထောက်ခံမှုခတ်တယ်ဂျာပြတ်အစိုးရဆိုရင်ရန်တရားတွေအားလုံးထိန်းချုပ်နိုင်ဖို့လိုတယ်ဒါပဲပြီးတော့လိုရင်ဆုံးဖြတ်ထားသလိုဥနှုဆိုရကိုထောက်ခံလိုက်ရုံပဲသူကဓမြတိုက်ခံရတဲ့အာဏာကိုပြန်ယူတာပဲတရားဝင်တယ်ဒီပေါ်မှာဘာကျော်ဝေလင်းအောင်ခင်ညဉ့်ညံတို့ကအပြန်လန်ဆွေးနွေးကြတယ်ရှင်တွေငင်းခုန်ကြရင်အဖြစ်တစ်ခုရတယ်ကြီးငါကြီးမပေါင်းနိုင်ရင်တော့ဥနှုကိုသာထောက်ခံလိုက်ဖို့119ကော်မတီစည်းဝေးမှာတင်ပြရေးဆိုတာပဲဖြစ်တယ်ကျော်ဝိုင်းတို့ရထားတဲ့သတင်းတွေအရစစ်တပ်အာဏာသိမ်းတော့မယ်ဆိုတာသိကြတဲ့လောက်ပဲအချိန်လူနေကြရပြီရရှိရတဲ့အခြေအနေတွေခိုင်မာဖို့အရေးကြီးနေတယ်သိကြပါတယ်စီယုံရေးမှုကြီးစနစ်တကျစီစဉ်ထားတာပါခေါင်းပြတဲ့ကိစ္စတွေမှာသူတို့စနစ်တွေအများကြီးပါတယ်လူတွေကိုဆေးထိုးပြီးခိုင်းတယ်အစိတ်တွေခတ်ခိုင်းတယ်မီးရှို့ခိုင်းတယ်ဂိုးတောင်တွေဖောက်ခိုင်းတယ်ခုနေ့ကပဲရှူဝါဆက်ပြဆက်ယုံကိုဖောက်ပစ်လိုက်ပြီးတက်ကလူတွေကစဖောက်တယ်ထောက်လိုင်းကြီးကမွေးထားတဲ့လူတွေကစဝင်ပြတယ်လူတွေကအဟုတ်မှတ်လို့လိုက်ဝင်တော့ပြစ်ခံရတယ်ယူတီတာကတေချာရှင်းပြနေတယ်ရမှုမြင်ကွင်းတွေရဲ့နောက်ွယ်မှာတူတူတိတ်တိတ်တောင်းယူထားတဲ့ကောင်းပါလေးပါဒီဘကတိတ်ချမ်းသာတယ်ကြဲပြန့်တဲ့အမြင်ရှိတယ်မော်ဒန်အတွင်းနဲ့တောင်းလူလေးတယောက်ဖြစ်တယ်လျှို့ဝှက်တယ်စိတ်ဆက်တယ်မနိုင်ဝင်ကိုမထမ်းကျင်ဘူးတောင်းဝင်ယူပြီးဆိုရင်တော့တိတိကျကျလုပ်တယ်အခုပြောသွားတဲ့သတင်းချက်လက်တွေဟာအပြင်လောကကောလာဟလာပုံစံနဲ့ပြန်ပြီးတာပါဒါပေမဲ့ခိုင်မာအောင်လုပ်ဖို့ယူတီတာရဲ့အတိုင်းဝိုင်းကတက်နိုင်တယ်ယူတီတာကဆက်ပြောတယ်
အခြေအနေတွေပူရှုထွေးအောင်လုပ်ပြပြီးဒီအပိုင်းထဲမှာစစ်တပ်အာဏာသိမ်းလိုက်မယ်လို့သိရတယ်ကြော်ဝိုင်းစိတ်ပူလာတယ်စီရေးပြင်ဆင်မှုတွေကြိုတင်လုပ်ဖို့ရကသာဦးဆောင်ကော်မတီဝင်၄ယောက်ကိုမော်လမြိုင်ကတစဉ်ထိုင်းနယ်စပ်ကိုလွှတ်ထားတာဒီကိစ္စမှာလည်းယူတီတာရဲ့ကုန်တင်ကားကြီးတွေကိုအသုံးပြုဖို့စီစဉ်ထားတယ်မော်လမြိုင်ကဘာသတင်းထူးသေးလဲယူတီတာကောင်းထားတယ်ဘာမှသတင်းပြတ်မလာဘူးမော်လမြိုင်မှာရှိတဲ့ယူတီတာတို့ကားတွေကိုတော့ပြောထားပြီးသားပါကြော်ဝိုင်းကတန်းဝင်းမျိုးမင်းဘာကျော်ဝေလင်းတို့ဘက်ကိုလှည့်လိုက်တယ်အလုံးမှာတော့ကားတွေရှိနေပုံပဲစိတ်ကူးတွေခါးစားပြူလာပြီးနိုင်ငံရေးအရဂျားပြတ်ဆိုးရဖွဲ့ဖို့လည်းမသိကြစီရေးကလည်းစိတ်ကူးရင်ပုံမြင်တဲ့ဘုတ်တစ်ဖက်ရဲ့ကစားကွက်တွေကြောင့်ဒီမိုကရေစီလှုပ်ရှားမှုကပုံမှန်တဲ့ပြဿနာပြုနေပြီ119ဦးကော်မတီရဲ့ဆုံးဖြတ်ချက်တွေကိုအားထားကြည့်ပြန်တော့တိတ်ခီးမရဘူးရန်ကုန်မြို့ပေါ်ကိုစံတင်နွေးရေးကိစ္စတောင်အကောင့်ထဲမပေါ်ဘူးဒီချင်းတွေကိုနည်းနည်းပါးပါးဆွေးနွေးပြီးတော့အစည်းအဝေးကိုရက်လိုက်တယ်တန်ဝင်းကို119ဦးကော်မတီဝင်တချို့နဲ့တွေ့ပြီးအစိုးရတစ်ခုအမြန်ပေါ်ဖို့တိုက်တွန်းခိုင်းလိုက်တယ်အဒီဒီကုတောင်ဝင်တဲ့ကိုမန္တလေးဆောင်အပြင်ဘက်ကိုထွက်သွားကြတယ်ကြော်ဝိုင်းနဲ့ယူတီတာပဲကြံခဲ့တယ်ယူတီတာပြန်တော့မလားကျွန်တော်စီစဉ်ပေးရမလားရတယ်ရှင်ကျွန်မကားပါလာတယ်လေထဲမှာထားခဲ့တယ်ကျွန်မကျောင်းရှိကမပြန်ညင်ဘူးအဲ့ဒါပဲစီစဉ်ပေးပါโอเคခဏဆောင်ကြော်ဝိုင်းရုံးခန်းအပြင်ကိုထွက်သွားတယ်ယူတီတာအကြောင်းကိုတွေးရင်သဘောကျမိတယ်ဒီအပိုင်းဒီမှာပို့ပြီးတူသိလာတယ်ကြော်ဝိုင်းရဲ့စီယုံရေးကော်မတီမှာအချိန်ပြည့်တော်ဝင်ယူရင်းကလျှို့ဝှက်လို့တချို့ကိုပြောင်းလုပ်ခဲ့တာပါချိုလက်နဲ့မိုးမြင့်ကျော်ခဏလေးကြော်ဝိုင်းကကော်မတီရုံးဖွဲ့ဝင်2ယောက်ကိုခေါ်လိုက်တာဖြစ်တယ်ခလူလူမှကြားပြီးကြော်ဝိုင်းပြင်ထွက်သွားတယ်ကျောင်းသားတွေနဲ့အပြုံးချင်းဖလှယ်နှုတ်ဆက်နေတယ်ရှင်ထဲမှာတော့မပေါ်မပါဟေးမယူဟဲချိုနဲ့မိုးမြင့်မယူလှုပ်တွေများနေလားပျောက်သွားလိုက်တာချိုကိုရောသတိရရဲ့လားမဟုတ်ပါဘူးကွာစီယုံရေးမှုကြီးကတောင်းဝင်ပေးလို့ပါဒီမှာရင်မိုးမြင့်ကပြောတယ်မယူဒီလိုမခေါ်နဲ့ကိုကျော်ကသိမကြိုက်ဘူးရဲဘော်မဆန်ဘူးလို့သူထင်ထားတဲ့အကြောင်းပြောဘူးတယ်တငယ်ချင်းလို့ပြောရင်ပြောမဟုတ်ရင်မိတ်ဆွေရဲဘော်လို့ပြောပါတဲ့မယူကိုတော့ तू မပြောသေးဘူးကျွန်တော်တို့ကိုသူ့တငယ်ချင်းတွေလို့သတ်မှတ်တယ်တဲ့တောင်းဝင်ယူဖို့မတူတာကလွဲလို့ကျန်တာအတူတူပဲတဲ့ချိုလက်ကဝင်ထောက်တယ်ဟုတ်တယ်မယူရဲ့တယောက်ကစီးမှုကြီးလို့တွားခေါ်မိတာစိတ်တွေဆိုးလို့နောက်တော့ तू တောင်းမှန်ပြောပါတယ်ဒီလိုမခေါ်ကြပါနဲ့နာမည်ကိုကြိုက်တယ်လို့ခေါ်ကြပါတဲ့သူမရှိတဲ့အချိန်ဘာထူးကြသေးလဲချိုလို့ယူတီတာကမေးတော့မိုးမြင့်ကျော်ကဝင်ဖော်လိုက်တယ်ဟာချိုတို့အုပ်စုကရုပ်ရှင်မင်းသားတယောက်ကိုရှိတ်လိုက်ရတယ်ယူတီတာကမျက်ခုံးတွေတွန်းလို့ကန့်ကွက်တယ်နောက်စမ်းပါနဲ့မိုးမြင့်ဟုတ်တယ်မယူချိုမျက်နှာကိုကြည့်ပါလားအခုထိသဘောတွေကျနေတာချိုလက်ကရေကြဲကြဲလုံနေတယ်မိုးမြင့်ကဆက်ပြောတယ်ကိုကျော်စီကိုအဲ့ဒီမင်းသားရောက်လာတယ်သူကိုအလုံးဟောပြောပွဲကဖိတ်ထားလို့ကျောင်းသားတွေကသာဘာပြောပေးရမလဲတဲ့ကိုကျော်ကဒီမင်းသားတွေတရားဟောရင်ကျန်းတယ်ဆိုတာသူသိတယ်ဒါကြောင့်လူရှိမှကျန်းကျုပ်တဲ့စကားလုံးတွေမူရတွေရှောင်ဖို့ဒီမိုကရေစီတရားဟောတွေဟောပေးဖို့မိတ္တရက်ခံတဲ့အကြောင်းကိုကျော်ကပြောတယ်ပင်ကိုတိမ်မှုတဲ့မင်းသားကလည်းလက်ခံပါတယ်ပြီးတော့ကိုကျော်ကကျွန်တော်ဘက်လှည့်ပြီးမင်းသားကိုရိတ်ကကန်ထဲမှာတွားအိတ်ခံမှုခိုင်းတယ်ကျွန်တော်ကနားမလည်ဘူးခေါ်တော်ရတယ်ကိုကျော်ဟာအရင်ကဧည့်သည်တွေကိုသူ့ရုံးခန်းမှာပဲအိတ်ခံတာပါဘာဖြစ်လို့ဒီလိုလုပ်ရပါလိမ့်ပေါ့ကျွန်တော်လည်းမင်းသားကိုရိတ်တာတောင်းဝင်ခံမထားလွင်စီအက်ခဲ့ပြီးပြန်ထွက်လာတယ်ကိုကျော်စီပြန်ရောက်တော့သူကမေးတယ်သမင်းစားချိန်ရောက်ပြီဆိုတော့ရိတ်ကကန်ထဲမှာမင်းကလေးတွေအကုန်ရှိရလားတဲ့ကျွန်တော်ကအကုန်နီးပါးရှိပါတယ်လို့ဖြေတော့သူကကောင်းတယ်ဒီမင်းသားတွေကိုတာမန်အချိန်မှာဒုံမင်းကလေးတွေဒီလိုမတွေ့ရနိုင်ဘူးအခွင့်အရေးလုံးတွေ့ရတာနိုင်ဝဲလောက်ကြာမှမင်းသားကိုကြောင်းဝင်းပြင်ပြန်ပို့ပေးလိုက်ကွာတဲ့ချိုတို့ကတော့ပွဲပေါ့ဗျာဟာချိုကမျက်စောင်းထိုးရင်းပြောတယ်ဒီမိုကရေစီဘက်ကမင်းသားမို့လို့ယူဆိုင်တာပါနော်ဟိုမဆလာမင်းသားကြီးအကယ်ဒမီတုံးတဲ့ကွမ်းဆိုရင်တော့ဒရွေးနဲ့တော့ထွေးလိုက်အောင်မယ်ယူတီတာကပြုံးနေတယ်ခဏစကားတွေဖောင်ဖွဲ့ကြပြီးကျောင်းတော်ဘက်ကနေယူတီတာကိုခေါ်ထုတ်လို့18ရက်6လ88ညနေ4နာရီမှာစစ်တပ်ကအာဏာသိမ်းပါတယ်19ရက်6လ88မှာတရားနေဆိုင်မှုကြီးကိုရိုက်ချိုးခံရတယ်ပြစ်ခတ်တပ်ဖြတ်မှုတွေဖြစ်တဲ့နိုင်ငံနှံပြပြည်သူတွေပြည်သက်ခံရတယ်ကျော်ဝိုင်းကရကစားဖွဲ့ဝင်တွေကိုကျောင်းထဲကနေလဲတန်းရက်ွက်ကိုရွှေ့ပါတယ်ကျောင်းသား1000ကျော်ရှိပါတယ်19ရက်6လ88ညနေခင်းမှာလဲတန်းရက်ွက်ကိုချင်းချုပ်လာတဲ့အတွက်ကျော်ဝိုင်းကသူနေထိုင်ရာလှိုင်နှင်းရက်ွက်ကိုထိုက်ရွှေ့ခဲ့တယ်ရက်ွက်ကတညလုံးခင်းဆောင်တော်ဝင်ယူပြီးထမင်းကျွေးခဲ့တယ်20ရက်6လ88မနက်ပိုင်းမှာကျောင်းသားတွေကိုတုတ်လိုက်ခွဲပြီးကိုယ့်အိမ်ကိုပြန်ဖို့စီစဉ်ပေးပါတယ်ကျောင်းသားတွေတိတ်ကြွလွန်းတာကြောင့်မနေ့ဖြောင်းပြရပါတယ်တော်ရဲသွားပြီးလက်နက်ကင်တော်လန့်ကျင်တယ်ကျောင်းသားတချို့ကိုဘကူးကနေပြန်ခေါ်ခဲ့ရပါတယ်ရကသာကောင်းတော်ပိုင်းကတန်းဝင်းပါဝင်၄ဦးကိုလက်နက်ကင်တော်လန့်ရေးပြင်ဆင်မှုထိုင်းနေဆက်ကိုထပ်လွတ်ခဲ့ပါတယ်တန်းဝင်းရဲ့စိတ်ထက်မှုလည်းပါပါတယ်အရင်လွတ်ခဲ့တဲ့၄ဦးဟာမော်လမြိုင်ကနေရန်ကုန်ကိုတက်ခေါက်ပြန်ခဲ့တာပါဒီဝိုင်းဘာကျော်ဝေလင်းတို့ကအမြေပေါ်လှူရှားမှုတွေဆက်လုပ်ဖို့ကြံခဲ့တယ်အခြေအနေတွေသိမချောင်ဘူးကွာငါသဘောကတော့နိုင်ငံရေးပါတီတစ်ခုထောင်ပြီးလုံးမရမယ်ထင်တယ်အခု
ဖုန်ကြီးကျောင်း6ကျောင်းလောက်လဲပြီးအစည်းအဝေးလုပ်နေရတာကျောင်းသားတွေကလည်းအများကြီးဆိုတော့ကြာရင်ပြဿနာတက်တော့မယ်ဟိုနေ့ကလည်းစစ်တပ်ကဝင်ဝိုင်းနေတယ်ရုပ်ွက်ကကောင်းလို့ပေါ့ကြော်ဝိုင်းကပြောလိုက်တာပါဝေလင်းဘာကျော်တို့ကလေးလေးနက်နက်စဉ်းစားနေတယ်ပြီးမှဘာကျော်ကပြောတယ်ငါတော့ပါတီနိုင်ငံရေးစိတ်ဝင်စားဘူးမင်းလှုပ်ချင်တော့လှုပ်ဝေလင်းဟာလှုပ်တော့လှုပ်ချင်တယ်ဒါပေမဲ့ချင်းတွေကိုရေးစားမိတဲ့ကြော်ဝိုင်းကဝင်ပြီးရှင်းပြပေးတယ်လူလှုပ်ပါကွာငါကြောက်တယ်လှုပ်မယ်မင်းတို့ကတော့ရကသားမှာပဲနေခဲ့ဒါပေမဲ့ဒုပါတီရုံးခွဲတွေဖွင့်နိုင်အောင်ကူညီပေးငါလည်းចောင်းသားတွေကိုမြစ်တရရက်ခံမယ်ပါတီဝင်နေရမလို့ဘူးကူညီရင်တော်ပြီတမကာတွေလည်းအစည်းအဝေးလုပ်စရာနေရာရလာမယ်ဘင်းနဲ့လေဝေလင်းနဲ့ဘာကျော်ကတပြိုင်တည်းသဘောတူတယ်တကယ်တော့နိုင်ငံရေးပါတီထောင်မှုဆိုတာចောင်းသားတွေအနေနဲ့မလွယ်လာပါဘူးចောင်းသားများစုကြီးဟာနိုင်ငံရေးအင်အားနည်းနေတာကြောင့်နိုင်ငံရေးကိုပြန်ပြီးဆန့်ကျင်နေပါတယ်ဒါပေမဲ့သူတို့ယုံကြည်တဲ့ပုဂ္ဂိုလ်တွေနဲ့ဆိုရင်ဖြစ်နိုင်ရရှိတယ်လို့ပဲကြော်ဝိုင်းကောက်ချက်ချမိပါတယ်ဒီလိုဆွေးနွေးချက်ကရတဲ့အစီအစဉ်တွေကိုရေးချဖို့မှတ်တမ်းစာအုပ်ကိုဖွင့်လိုက်တယ်ကြည်စမ်းမှတ်တမ်းမရေးနိုင်တော့အောင်ချင်းတွေကရရက်ခက်သွားတာနောက်ဆုံးရေးခဲ့တဲ့မှတ်တမ်းက119ဦးကော်မတီဝင်တချို့နဲ့အခြားအဖွဲ့အစည်းတွေဆွေးနွေးဆုံးဖြတ်ထားတဲ့18ရက်6လ88နေ့ကမှတ်တမ်းပဲဂျကာတာရဲ့တိုက်တွန်းချက်ပုံစံမျိုးပဲဂျပန်အစိုးရကိုကြီးငါးကြီးနဲ့ဖွဲ့လို့မရတော့တာကြောင့်အစိုးရဖြစ်လို့ရတဲ့လူကိုလှုပ်ပါထောက်ခံပါမယ်လို့ဆုံးဖြတ်ကြတယ်လူရဲလူကဦးလူပဲဒါဆိုဦးလူကိုထောက်ခံကြတော့မှသိကြတယ်20ရက်6လ88မှာဒီလိုလုပ်ရတဲ့လူကောင်းဆောင်တဲ့ဂျပန်အစိုးရကိုဖွဲ့မယ်ပြီးရင်အမျိုးသားညီလာခံခေါ်ရေးဆုံးဖြတ်ချက်ကြတယ်ပြီးသွားခဲ့ပါပြီအားလုံးနောက်ကျသွားခဲ့ပြီကြော်ဝိုင်းမှတ်ချက်ရှိတာကိုတေချာရေးမှတ်ပြီးစာအုပ်ကိုပိတ်လိုက်တယ်တကားခောက်တဲ့လိုးလိုးလေးလာနေတယ်ဘာကျော်ကထားပြီးဖွင့်ပေးလိုက်တယ်ယူတီတာရဲ့ဖိတ်ခေါ်တံပေါ်လာတယ်ခက်တူတူရဲ့ပါသမင်းစားတော့မလားကိုကျော်ဘာကျော်ကနောက်လိုက်တယ်တုံးဆက်ဆက်နေပါကိုကျော်ဆိုတာငါ့ကိုခေါ်တာလားကြော်ဝိုင်းကိုလားယူတီတာကတိကောင်းနဲ့ရဲနေတယ်ကိုကြော်ဝိုင်းကိုခေါ်တာရှင်ကြော်ဝိုင်းကထလာပြီးပြောတယ်လိုလိုပါယူတီတာရဲ့နဝင်ချိုတာဗောကဲစားမယ်ဟေးစားကြမယ်ယူတီတာရဲ့အဖွဲပေါ်မှာထားတဲ့တန်ရောတင်ပါကြော်ဝိုင်းတို့သုံးဦးကိုသူ့ဘက်နဲ့တိုက်ခန်းလို့တခုမှဝှက်ထားပေးတယ်ဒီဘက်မှာရောက်လာပြီးထမင်းချက်ကျွေးတယ်ညနေဆိုရင်တကားကိုအပြင်ကတော့ခတ်ပြီးပြန်တယ်ဒီခန်းထဲမှာလူမရှိဘူးဆိုတဲ့သဘောပေါ့နိုင်ငံတော်ငြိမ်းဝှက်ပြပြမှုတိစောက်ရေးအဖွဲ့နဝတဟာဆန္ဒပြတပိန်မှမှုတွေကိုအပြင်းထန်နှိပ်ကွပ်နေပြီးတစ်ဖက်မှာနိုင်ငံရေးပါတီတွေဖွဲ့ပါယူကောက်ပွဲလုပ်ပေးပါမယ်ကျောင်းသားတွေတောင်းမခုပါနဲ့မဖမ်းပါဘူးစတဲ့အာမခံချက်တွေပေးနေတယ်ဒီပေါ်မှာနိုင်ငံရေးဆက်လုပ်မယ်ဆိုရင်နိုင်ငံရေးပါတီဖွဲ့တာပိုကောင်းမယ်လို့ကြော်ဝိုင်းယူဆတယ်အခုပဲကြည့်ဒီမိုကရေစီပါတီတို့လိုအမျိုးသားဒီမိုကရေစီဖွဲ့ချုပ်တို့လိုပါတီကြီးတွေပေါ်လာပြီဒါကြောင့်ကြော်ဝိုင်းကကျောင်းသားတွေကိုတေချာရှင်းပြဖို့ထမင်းစားရင်စဉ်းစားရင်ထမင်းစားနေတယ်ကိုကျော်ထမင်းထဲအောင်လေယူတီတာကသတိပေးလိုက်တယ်ကြော်ဝိုင်းကပြောပပပြန်ပြောလိုက်တယ်ထဲမှာငတ်နေတာလားအရသာတေချာမသိတော့လားမပြောတတ်ဘူးအများကြီးတော့စားမယ်ဘာကြောင့်လဲဝေလင်းတို့လည်းအတော်စားနိုင်တယ်ဘဝချင်းတွေကတင်ပေးလိုက်ပုံပဲဘယ်မှာမဆိုထမင်းကိုမချက်တန်းစားတတ်သွားကြတယ်တောင်ဝင်တွေပြည်စည်းမှုတွေကြောင့်ပုံစံတွေကြလာတယ်လို့စပယ်နေထိုင်ပြောဆိုမှုတွေမရှိသလောက်ဖြစ်လာတယ်ကြော်ဝိုင်းဘာကျော်ဝေလင်းတို့ဟာပထမနေ့ကလေးကပေါင်းလာတဲ့အသွင်းတွေအစင်းသည့်အရင်ချတွေပါပဲသူတို့ပြောင်းလဲလာကြပြီကောင်းသောပြောင်းလဲခြင်းတွေပါလေလံစေးရှိမှာယူတီတာရဲ့ကရထားတယ်ကြော်ဝိုင်းတို့သုံးယောက်ဝေလူဝင်ဘုံကြီးကျောင်းကိုသွားတယ်ကျောင်းသား9ရက်လောက်စုဝေးနေကြပြီကျောင်းကဆရာတော်ကြီးကိုဝင်ဖူးပြီးဓမ္မယုံကြီးထဲမှာအစည်းအဝေးလုပ်တယ်နိုင်ငံရေးချင်းတွေဘယ်လိုဖြစ်နေတယ်ဘာရွေချက်တွေနဲ့နိုင်ငံရေးပါတီဖွဲ့ရတယ်စသလိုပေါ့တေချာရှင်းပြရတယ်ကျောင်းသားတွေကလည်းကြော်ဝိုင်းကိုတော့ယုံကြည်ပုံရတယ်တိတ်ပဲဆွေးနွေးလိုက်ရပဲသဘောတူကြတယ်ပါတီတော့မဝင်ဘူးလို့ဆိုတယ်ဒါပေမဲ့အင်းစိန်မှော်ပြီးနှစ်မျိုးကတော့အင်အားပြည့်နဲ့ပါတီဝင်တွေဖြစ်လာပါလိမ့်မယ်တစ်ဆက်တည်းမှာပဲဘာကျော်နဲ့ဝေလင်းတို့ရဲ့ဥဆောင်မှုနောက်မှာဂျကာတာတစ်ဖွဲ့လုံးရှိနေဖို့ကြော်ဝိုင်းကတိုက်တွန်းလိုက်တယ်လူကပါတီကိုရောက်သွားပေမဲ့ဂျကာတာအဖွဲ့ဝင်တဦးဖြစ်နေသေးတဲ့အကြောင်းလိုအပ်တယ်လို့အဖွဲ့နဲ့တွဲဆုံဆွေးနွေးနေမှာဖြစ်ကြောင်းစီယုံ